မျိုးသားတွေရဲ့အတူနေချင်းစိတ်ရှိလာဖို့စိတ်ကျဉ်နှံ့မှုရဖို့တခုတည်းအတွက်သုံးရမှာမဟုတ်ပါဘူးဆိုတော့ဒီလိုမျိုးအတွေးခေါ်အမှားတွေကအမျိုးသမီးတွေကအမျိုးသားတွေကိုဖြည့်ဆည်းပေးဖို့လုပ်ရမယ်တာဝန်ရှိတယ်ဆိုတဲ့အတွေးတွေကိုဆက်ပြီးတော့မှလက်ခံလာနိုင်စေပါတယ်ဒီလိုမျိုးဖိုဝါဒဆန်တဲ့အယူအဆတွေကိုပဲအမျိုးသမီးအချင်းချင်းလက်ဆင့်ကမ်းနေတာကိုလည်းကျမတို့ကသတိပြုရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ရဲ့ဖြောပြေးကဏ္ဍတွေကဂျန်နာစီစဉ်မှာတော့ပေးတဲ့အတိုင်းပြန်ယူပါဆိုတဲ့ဇက်လန်တိုလေးတစ်ပုဒ်ကိုဂျန်နာရှူတော့ကနေပြီးတော့မှဆွေးနွေးသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဇက်လန်တိုကပြောရမယ်ဆိုရင်ဒါကုန်ပစ္စည်းကြော်ညာအတွက်ကိုဇက်အိမ်ဖွဲ့ပြီးတော့မှရိုက်ကူထားတဲ့ဇက်လန်တိုပေါ့နော်ဆိုတော့ဇက်လန်ထဲမှာဒီမိသားစုတွေကိုရောက်လာတဲ့ဒီချွေးမနှစ်ယောက်ပေါ်မှာရောက်ခမနဲ့ရောင်မတွေရဲ့ဒီမတူညီတဲ့ဆက်ဆံမှုတွေကိုပုံဖော်ထားတဲ့ဇက်လန်တိုဖြစ်ပါတယ်ဆိုတော့ကျမတို့ပထမဦးဆုံးဇက်ဝင်ခန်းလေးကိုကြည့်ရအောင်နော်တို့ညီမချင်းစကားပြောနေတာတော်ကြဒီမှာညီတော့တယ်တယောက်ငါပြောမယ်နော်ငါမှမြေယောက်ျားလေး3ယောက်ပဲရှိတယ်နော်အဲ့3ယောက်တည်းကငါစကားနားထောင်တဲ့သူငါအမွေပေးမှာနော်ညီတို့နှစ်ယောက်ကတော့မပါဘူးဒီဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်အဖွားကမြေယောက်ျားလေး3ယောက်ထဲမှာလိန်မာတဲ့မြေယောက်ျားလေးကိုပဲအမွေပေးမယ်မြေမင်းကလေးတွေကိုတော့မပေးဘူးဆိုပြီးတော့ပြောထားတာကိုတွေ့ရတယ်ဆိုတော့ဒါကဂျန်နာအခြေပြုသတ်မှတ်ချက်တွေရဆိုလို့ရှိရင်ယောက်ျားလေးတွေကိုဦးစားပေးတယ်ဆိုတာကအထင်ဟပ်နေပါတယ်ဆိုတော့မိန်းကလေးတွေကအမွေဆက်ခံခွင့်မရှိဘဲနဲ့ယောက်ျားလေးတွေကအမွေဆက်ခံနိုင်တယ်ဆိုတဲ့အယူဆတွေကိုအပေးအမြောက်လောက်ထားသလိုမျိုးဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီဘက်ခေတ်မှာတော့ဒါဒီလိုမျိုးအယူဆတွေကနည်းလာပြီလို့ကျမတို့ထင်ရပေမဲ့ဒီကျမတို့ရဲ့အတိုင်းဝိုင်းမှာတော့ဒါတွေကဂျန်နာအရာခွဲခြားဆက်ဆံမှုဖြစ်နေတယ်ဆိုတာကိုသတိမမူမိပဲနဲ့ဒီလက်ဆင့်ကမ်းပြီးတော့မှတုံးဆွဲနေကြတာကိုဒီလိုမျိုးဇက်ကားတွေကနေတဆင်ကျမတို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီအတွေးခေါ်တွေကလည်းပဲအမျိုးသားတွေကဥဆောင်နိုင်တဲ့ပိုင်ဆိုင်မှုကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့ဒီဖိုဝါဒအားပေးတဲ့အယူအဆတွေဖြစ်လို့ဒါကဖယ်ရှားရမယ့်အတွေးခေါ်ယူဆတွေဖြစ်ပါတယ်ဆိုတော့ကျမတို့နောက်ထပ်ဇက်ဝင်ခန်းလေးကိုကြည့်ရအောင်နော်သူကလေတပီးတိလားမင်းကိုရားရန်တာတွေ6တွေ့တာတွေအနံစိုးထွက်တာတွေအတွက်ကိုအရန်ကောင်းတယ်တပီးကိုတော့လေတပီးကိုစီးပိုးဝင်လို့လေစီးကန်းသွားရတယ်ဆိုတာကြားကြတယ်မင်းကပေးသုံးချင်တယ်အဲ့ဒါတပီးကိုပြောမယ်မပြောဖြစ်တပီးဒီတွေကလေကြိုက်တာစမ်းတော့ကြည့်ပါဒီမှာတော့တည်တာရှင်ကကျမကိုတကိုယ်ရမတန့်ရှင်းဘူးလို့ပြောချင်တာလားရိုင်းလိုက်တာနင်ကမြန်ငါ့ကိုတော့တည်တာဟုတ်လားဟမ်ဟုတ်တယ်နင်တကိုယ်ရတန့်ရှင်းမှုမရှိလို့နင်ကိုခေါ်ပြောတာငါတို့ဒီလောက်ကလေးလိုချင်တယ်နင်မသိဘူးလားဟမ်ငါသားနဲ့နင်နဲ့အခုတည်းကိုလင်ငန်းများကမရှိဘူးဆိုဟမ်နင်အဲ့လောက်ညစ်ပတ်ပြီးနန်းစော်နေမှာတော့ဘလို့လုပ်ပြီးငါသားကနင်ကိုလင်ငန်းများကရှိချင်မှာလဲဆိုတော့ဒီအပိုင်းကတော့ဒါထုတ်ကုန်ကြော်ညာတဲ့အပိုင်းလို့ပြောရမှာပေါ့နော်ဆိုတော့ရောက်ခမကချွေးမကိုတကူရီတန့်ရှင်မှုအတွက်ကိုဒီမိမကိုတန့်စင်ရီသုံးဖို့အကြံပေးပြီးတော့မှထုတ်ကုန်ကိုကြော်ညာထားတယ်ဆိုတော့ဒါပေမဲ့ဇက်ဝင်ကန်းမှာရောက်ခမပြောသွားတဲ့ချွေးမကမတန့်ရှင်လို့ညစ်ပတ်နန်းစော်နေလို့သူ့သားကလင်ခမ်းမရခမ်းမရှိချင်တာဆိုပြီးတော့မှပြောသွားတာကိုကြားရမယ်ပေါ့နော်တွေ့ရမယ်ပေါ့ဆိုတော့မိမကိုတန့်စင်ရီတွေကအမျိုးသမီးတွေရဲ့တကူရီဂယုစိုက်မှုအတွက်ပဲဖြစ်ဖြစ်ပြီးရင်ကျမ်းမာရေးအရာဆရာဝန်တွေကသုံးခိုင်းလို့ပဲဖြစ်ဖြစ်သုံးသင့်တဲ့အသုံးဆောင်ဖြစ်တယ်ဆိုတော့အမျိုးသားတွေရဲ့အတူနေချင်းစိတ်ရှိလာဖို့စိတ်ကျဉ်နှံ့မှုရဖို့တခုတည်းအတွက်သုံးရမှာမဟုတ်ပါဘူးဆိုတော့ဒီလိုမျိုးအတွေးခေါ်အမှားတွေကအမျိုးသမီးတွေကအမျိုးသားတွေကိုဖြည့်ဆည်းပေးဖို့လုပ်ရမယ်တာဝန်ရှိတယ်ဆိုတဲ့အတွေးတွေကိုဆက်ပြီးတော့မှလက်ခံလာနိုင်စေပါတယ်ဒီလိုမျိုးဖိုဝါဒဆန်တဲ့အယူအဆတွေကိုပဲအမျိုးသမီးအချင်းချင်းလက်ဆင့်ကမ်းနေတာကိုလည်းကျမတို့ကသတိပြုရမှာဖြစ်ပါတယ်ထပ်ပြီးတော့မှဒီဇက်ဝင်ခန်းထဲမှာတကူရီတန့်ရှင်ရေးအပြင်ကိုအိမ်မှုကိစ္စတန့်ရှင်ရေးတွေကိုပါအမျိုးသမီးတစ်ယောက်တည်းရဲ့အလုပ်အနေနဲ့တွဲပြီးတော့မှပုံစံခွက်တဲ့သွတ်သွင်းထားတာကိုတွေ့ရပါတယ်ဆိုတော့တကယ်တမ်းကတန့်ရှင်တာကိုယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကြိုက်ကြတာပဲအဲ့ဒါကိုမှတန့်ရှင်ရေးဆိုတာကဒီအမျိုးသမီးတစ်ယောက်တည်းရဲ့တာဝန်အနေနဲ့တရုပ်ဖော်ထားတဲ့အပြင်ကိုမှအမျိုးသမီးဆိုရင်လှရမယ်တန်ရမယ်အိမ်မှုကိစ္စနိုင်နေရမယ်ဆိုတော့ဒီဂျန်နာခွဲခြားဆက်ဆံတဲ့ပုံစံခွက်တွေကိုဒီဇက်လန်လိုထဲမှာထပ်ဆင့်ပြီးတော့မှလက်ဆင့်ကမ်းတာကိုတွေ့ရပါတယ်ဆိုတော့အမှုပညာနဲ့မီဒီယာတွေကလူတွေရဲ့နေ့တူကအတွေးခေါ်တဲ့အပြုတ်မှုတွေပေါ်မှာအများကြီးလွှမ်းမိုးတရားမှုရှိတယ်ဒါကြောင့်မို့လို့အမှုပညာဖန်တီးမှုတွေကလည်းပဲဒီလူမှုပတ်ဝန်းကျင်ကိုအကျိုးပြုဖို့ကောင်းမွန်တဲ့တရားမှုတွေရှိလာစေဖို့ကိုရည်ရွယ်ပြီးတော့မှဖန်တီးတာမျိုးပဲဖြစ်တင်ပါတယ်ကျမတို့ကဒီလူဖွဲ့စည်းအသစ်တစ်ခုကိုအတွေးအသည့်အမြင်သစ်တွေနဲ့အခြေခံပြီးတော့မှတည်ဆောက်ရမယ်ဒီလိုမျိုးကာလမျိုးမှာဒီလိုမျိုးဂျန်နာမညီမျှမှုတွေဂျန်နာအခြေပြုခွဲခြားဆက်ဆံမှုတွေအကြမ်းဖက်မှုတွေလိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေဖြစ်စေတဲ့
ဖြော်ပြရေးအစီအစဉ်တွေကိုသတိမူမိအောင်လို့ဒီကနေ့ဖြော်ပြရေးကဏ္ဍတွေကဂျန်နာအစီအစဉ်ကနေပြီးတော့မှအခုလိုမျိုးတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်လာမယ့်ပတ်မှာလည်းပဲဘယ်လိုမျိုးဆွေးနွေးသုံးသပ်ပေးသွားမလဲဆိုတာကိုစောင့်မျှော်ပေးကြပါဦးရှင်